တကယ်တော့ကျွန်တော်ကတရားဟောတာမဟုတ်ဘူးကျွန်တော်ကတရားလဲကျွန်တော်ပြောပြီးပြီကျွန်တော်ကတရားလဲကိုကကြင်စူးစမ်းနေတာကွာကျွန်တော်ပြောတာရဲ့နေနည်းတွေကြိုက်ရင်လိုက်လို့ရတယ်ကျွန်တော်လည်းဒီလိုနဲ့ကြမ်းမာတယ်နေကောင်းတယ်လို့ပြောတယ်ကျွန်တော်ဒါ10စုနဲ့ကျော်တော့ coffee ချတယ်ခုလည်း coffee တောက်တာပဲကျွန်တော်တော့3-4ခွက်တောက်တယ်ဆိုတော့ကျွန်တော်ကစ်မှာတောက်မှာတောက်မဲ့သူဆိုလောလောဆယ်မဖြတ်နိုင်ဘူးရော့အောင်ပေါအောင်ပဲလုပ်ဖို့သွားတာကျွန်တော်ဒီတရားရဖို့ဆိုတာနောက်လောလောဆယ်ကျွန်တော်ရဲ့ဆွဲလန်းတဲ့စိတ်တွေဒီတောက်ချင်တဲ့စိတ်ကျွန်တော်လောင်းသားနဲ့ဖြတ်လို့မရဘူးအရက်နဲ့ဖြတ်လို့မွေးရစင်နဲ့ဖြတ်လို့မရဘူးမိမနဲ့လည်းဖြတ်လို့မရဘူးဘာနဲ့မှဖြတ်စည်းလို့မရဘူးအဲ့အရက်ပဲအရက်တိုက်တဲ့အရက်ကောင်း duty free ဆိုတာသွားတာတောက်တာပဲထဲ့လဲချတာပဲအဲ့လိုမျိုးကိုကြိုက်ရင်တော့တွေ့တာပေါ့နော်အဲ့တော့ကျွန်တော်ကဟိုပျက်စီးခြင်းနဲ့ဆိုလွယ်လွယ်လေးကျွန်တော်အဲ့အရက်တစ်ခုပဲရှိတာဆိုတော့ကိုသိတယ်လေလူဆိုတာကိုသိဖို့ပဲငါဘာနဲ့ပျက်စီးမှလည်းသိဖို့ပဲပေါ့နော်အဲ့တော့တည်တတ်ဖို့ကျင့်ရမှာကျွန်တော်မတည်တတ်သေးဘူးဒါအမှန်တိုင်းပြောရလေကျွန်တော်တို့ဆရာဝန်တွေကကွာဘာတွေမှန်တက်ဆရာရှိဘူးတည်တဲ့သူဒီလောက်တွေ့နေတာကျွန်တော်ဆိုမြင်လိုက်တယ်ပေါ့နော်တည်ပြီးဆိုရင်တော့ gas pin ရတယ်ဆိုရင်ဒါမကောင်းဘူးအဲ့လူက gas pin ရရင်သူစေပညာမှာတော့ gas pin လို့ခေါ်တာပေါ့နော်ဒါပေမဲ့တော့ဆရာတော်တွေတရားဟောတာတွေနားထောင်တဲ့ဘာညာဆိုတဲ့ခါကျတော့တေကန်ဒီမှာသူလမ်းရွေးနေတာတဲ့ဖြစ်နိုင်တယ်တဲ့လားသူကဘာလို့ဆိုတော့မသိဘူးလေလမ်းရွေးနေအဲ့ချိန်သူဘာမှမသိလို့အဲ့ကြောင့်မို့ဆရာတော်တွေကပြောတာစေပညာမှာလည်းရှိတယ်ကွာလူတယောက်ကတေသွားပြီဆိုရင်နားတွေပါလေမသိသေးဘူးတဲ့ချက်ချင်းမသိဘူးပေါ့နော်နားကကြားနေဆိုအဲ့ချိန်မှာဘာမှမလို့ငြိမ်လေးနေဆိုတာအမှန်ပဲတရားလည်းမဖွင့်နဲ့ဘာမှကတ်မပြောနဲ့အဲ့ချိန်မှာသူ့ကိုအတိလေးတစ်ခုပဲရအောင်လို့တီးပဲမှတ်လို့ပြောရမှာသူ့ကိုသူတီးပဲအဲ့ဒါလေးပဲတီးနေဖို့ပဲသူမှတ်တာလေအဲ့မှာမဟုတ်တော့ပါသွားမှာမျောသွားမှာဟာတာသမီးတွေဆိုပါသွားတေကန်ဒီချိန်ကအရေးကြီးတာနမိတ်ဆိုတာအရေးကြီးတာအဲ့ချိန်မှာပါကျွန်တော်တို့ကဆရာဝန်တွေကကွာတေတဲ့သူတွေအများကြီးတွေ့ဘူးတယ်ကျွန်တော်ဆိုလည်းလို့ပဲတေကန်ဒီလူကတေးပြီးလူကတေးနေပြီစီးပြလာလုံးဖိုက်လိုက်လေဖိုက်ကိုနေတာယူစက်ကိုလေတဲ့မလားဒီ resuscitation လုပ်ရတာပေါ့နော်အဲ့လိုမျိုးတွေကြတော့တကယ်ကြောင့်တိန်နေပြီဒါပေမဲ့လူနာစိတ်ချမ်းသာအောင်လို့ကိုကလှုပ်ပေးရတာပဲအောက်ကတော့တိန်နေပြီရှူလည်းမရှူကိုကဖိလိုက်မှ ECG ကလှုပ်လာတယ်ဆိုရင်အမဲတိန်နေပါပြီစုံနေပြီဒါပေမဲ့ခုနပြောလို့ပေါ့ကွာလူနာတွေစိတ်ချလူနာရှင်စိတ်ချမ်းသာအောင်ဒါအတက်နိုင်လို့သူတို့ကလှုပ်ပေးကြတာပဲဟိုကုလို့မရဘူးလီကျွန်တော်လည်းသိမှာပဲအကုန်လုံးသိထားမှာပဲthat ဟိုရှင်တဲ့ဟာမဖြစ်နိုင်ဘူးလေတက်100ကျော်နေဖို့ဆိုတာမလွယ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ဆဲတွေက130 program ဆွဲထားပြီးစားအဲ့ program ကို program set တဲ့ဆိုတာမင်းပိုင်ရင်အဲ့ကိုသိမဲ့နေ့ကိုသိရင်အဲ့ကအရိယာပဲဒါဘယ်နေ့သိမဲ့ဟိပေါ့အဲ့ဒါကိုကျွန်တော်ကြည့်ရမှာလေအသေးလာဖို့လိုတာနော်အသေးလာဖို့လိုတာတေးတဲ့သူတွေတော့ကြည့်လိုက်နော်အရက်ကနေပြီးတော့ရေချိုးပေးရတာတကယ်နဲ့အရိယာကိုယ်တိုင်ရေမိုးချိုးပြီးမှတေးတာနော်ပျော့နဲ့တေးဖို့လိုတာအဲ့ဒါအဓိက main ပဲ